ဘရူနိုင်းနိုင်ငံ၏အကြီးဆုံးကျွန်းကဘော်နီယိုကျွန်းပဲဖြစ်ပါတယ်ဒီကျွန်းရဲ့အကျယ်ဝန်းဟာ9965စတုရန်ကီလိုမီတာကျယ်ဝန်းပါတယ်ဖိလစ်ပိုင်နိုင်ငံ၏အကြီးဆုံးကျွန်းကလူဇွန်ကျွန်းပဲဖြစ်ပါတယ်ဒီကျွန်းရဲ့အကျယ်ဝန်းဟာ19965စတုရန်ကီလိုမီတာကျယ်ဝန်းပါတယ်အင်ဒိုနီးရှားနိုင်ငံ၏အကြီးဆုံးကျွန်းကနယူးဂီနီကျွန်းပဲဖြစ်ပါတယ်ဒီကျွန်းရဲ့အကျယ်ဝန်းဟာ4,200စတုရန်ကီလိုမီတာကျယ်ဝန်းပါတယ်စင်ကာပူနိုင်ငံ၏အကြီးဆုံးကျွန်းကစင်ကာပူကျွန်းပဲဖြစ်ပါတယ်ဒီကျွန်းရဲ့အကျယ်ဝန်းဟာ929စတုရန်ကီလိုမီတာကျယ်ဝန်းပါတယ်မလေးရှားနိုင်ငံ၏အကြီးဆုံးကျွန်းကဘော်နီယိုကျွန်းပဲဖြစ်ပါတယ်ဒီကျွန်းရဲ့အကျယ်ဝန်းဟာ198,000စတုရန်ကီလိုမီတာကျယ်ဝန်းရှိပါတယ်ဗီယက်နမ်နိုင်ငံ၏အကြီးဆုံးကျွန်းကဖူကော့ကျွန်းပဲဖြစ်ပါတယ်ဒီကျွန်းရဲ့အကျယ်ဝန်းဟာ984စတုရန်ကီလိုမီတာကျယ်ဝန်းပါတယ်ကမ္ဘောဒီးယားနိုင်ငံ၏အကြီးဆုံးကျွန်းကကောကုန်းကျွန်းပဲဖြစ်ပါတယ်ဒီကျွန်းရဲ့အကျယ်ဝန်းဟာ990စတုရန်ကီလိုမီတာကျယ်ဝန်းပါတယ်လာအိုနိုင်ငံ၏အကြီးဆုံးကျွန်းကဒွန်ခုံကျွန်းပဲဖြစ်ပါတယ်ဒီကျွန်းရဲ့အကျယ်ဝန်းဟာ18စတုရန်ကီလိုမီတာကျယ်ဝန်းပါတယ်ထိုင်းနိုင်ငံ၏အကြီးဆုံးကျွန်းကဖူးခါကျွန်းပဲဖြစ်ပါတယ်ဒီကျွန်းရဲ့အကျယ်ဝန်းဟာ943စတုရန်ကီလိုမီတာကျယ်ဝန်းပါတယ်ဒါဆိုရင်ကျွန်တော်မြန်မာနိုင်ငံ၏အကြီးဆုံးကျွန်းကောဘယ်ကျွန်းဖြစ်မလဲမိတ်ဆွေတို့သိရင်အောက်က comment မှာဆွေးနွေးပြခဲ့ပါဦးဗျာ